တွေကိုဘယ်လိုအလွယ်ဆွဲရမလဲဆိုတာဆွဲပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့အခုဒီရိုးဆောင်လေးရဲ့ခဲသားပေါ်မယ်လေးနဲ့ဒီမှင်မဲလေးတစ်ချောင်းပဲလိုတယ်ပေါ့နော်တခြားဘာမှမရှိလေရတယ်ပေါ့နော်โอเคစက်ကြည့်ကြကျွန်တော်အရင်ဆုံးဒူတွေဆွဲရတော့ကျွန်တော်ကတော့အများကြီးစဉ်းစားမနေဘူးဗျာကြည့်ရမလားအရင်ဆုံးတော့ရှေ့ကလေးတစ်ခုလေးစဆွဲလိုက်တယ်ပေါ့နော်ဟိုကိုကြားပေါက်တို့ဆွဲသလိုမျိုးတော့မဆွဲတတ်ဘူးပေါ့โอเคကျွန်တော်အသေးပုံရှေ့ကလေးအရင်ဆွဲလိုက်မယ်ဗျာကျွန်တော်ကတော့အဲ့လိုပုံစံနဲ့ပဲဒူတွေဆွဲပြတာများတယ်ဗျ၄တောင်းထဲမှာဖြစ်ဖြစ်အဝိုင်းထဲမှာဖြစ်ဖြစ်ပေါ့နော်အဲတော့အသေးပုံရှေ့ဆွဲမယ်ပြီးတော့မှအထက်မှာအဲ့လိုမျိုးဂျိုးတရလေးပဲဗျာလွယ်လွယ်ကူအဝိုင်းကလေးတွေပဲလိုက်ထည့်လိုက်မယ်ဒီအသေးပုံအတိုင်းလေးဖြစ်သွားအောင်ပဲကျွန်တော်လိုက်ထည့်လိုက်မယ်နော်အသေးပုံတိုင်းပါပဲဒီတိုင်းပုံလေးတွေကိုလိုက်စီထည့်ပေးလိုက်မယ်ဗျာပြီးတော့လွယ်လွယ်ကူပဲကျွန်တော်ဒီမျက်လုံးလေးတွေလိုက်ထည့်မယ်ဗျာတကယ်ဒီမျက်လုံးလေးတွေပါဇက်ပုံစံလေးတွေပို့ပြီးတိတိကျကျသိချင်တယ်ဆိုကျွန်တော်တို့ Pinterest ထဲမှာသွားပြီးရှာလို့ရတယ် Pinterest ထဲမှာဒူတဲလို့ရိုက်ရှာလိုက်တာ ਨੇ အဲ့မျက်လုံးလေးတွေပါဇက်လေးတွေဘယ်လိုဆွဲရမလဲဆိုတာကိုဟွာပေါ့နော်ဆွဲလို့ရတယ် reference လို့ရတာလေးတွေအများကြီးထွက်လာလိမ့်မယ်ဗျအဲ့နေပြီးတော့ reference ပြီးဆွဲလို့ရပါတယ်ဒါတော့ကျွန်တော်စိတ်ထဲရှိတဲ့အတိုင်းပဲဆွဲထားတာဖြစ်ပါတယ်ကျွန်တော်တို့အခုခဲရန်လေးတွေနဲ့အကုန်လုံးလိုက်ဆွဲပြီးသွားလို့စိတ်တိုင်းကျသွားပြီဆိုရင်ခဲပြက်လေးနဲ့လုံးဝအပြက်ကြီးတော့ပုံပြနည်းနည်းပုံလေးဖြစ်တဲ့ဒီဖြတ်လိုက်ပဲပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့လိုင်းနာမင်းမဲနဲ့လိုက်တော့မှာမဟုတ်လို့ပါမင်းမဲနဲ့လိုက်မှာပေါ့နော်ကျွန်တော်တို့ပုံဆွဲခြင်းစိတ်ရှိဝယ်လို့တာပါတကယ်တော့ဘာပစ္စည်းရှိမှဟိုပစ္စည်းရှိမှဒီပစ္စည်းရှိမှဆိုတဲ့စိတ်တွေမလိုပါဘူးဒီကတော့ပုံဆွဲခြင်းစိတ်ရှိဖို့ပဲလိုအပ်တာပါရတော့ခဲလည်းမရှိလို့မဆွဲရဘူးဆိုတာတွေကလည်းမဟုတ်ပါဘူးအဓိကတော့ကိုယ့်ဘာကိုလိုလဲဆွဲနိုင်ဖို့ပဲလိုပါတယ်ဥဆိုကျွန်တော်ဆိုရင်လေကဲသားပေါ်မင်းနဲ့ဒီမင်းမဲလေးနဲ့စောက်လေးတုံးနဲ့ပြီးဆွဲထားတာဖြစ်ပါတယ်ကျွန်တော်အခုဆွဲထားပြီးသားဟာလေးတော့အပေါ်မင်းမဲလေးနဲ့အောက်လိုက်လေးလိုက်ပြီးတော့ပိုပြီးထင်ရှားတော့ဆွဲပဲပေါ့နော်အဲ့မှာအဓိကတော့ line အနားတက်လေးတွေကိုညီညီအောင်ဆွဲရင်တော့ပိုပြီးလှတာပေါ့နော်ပြီးတော့ကိုပေါ်ခြင်းတဲ့ပုံကိုလည်း line ထူထူမဲမဲလေးတင်ပေးခြင်းအပြင်အပုံကကြွတ်တက်လာတာမျိုးတွေရှိတယ်ဗျအမှချက်ကြည့်လိုက်နော်အမှကျွန်တော်တို့ share လို့ထည့်ခြင်းတယ်ဗျာအရေးကြခြင်းတယ်ဆိုရင်ဒီမှာဆိုရင်အလင်းပေါ့နေပေါ့ဗျာနေဟိုပေါ်ကြတဲ့တော့အရေးကအောက်ကထိုးမယ်ပေါ့နော်ဘာလို့ဆိုတော့အနေတိတ်ကြတဲ့နေရာလင်းပြီးဟိုအောက်ဖက်အချမ်းနေမထိုးတဲ့အောက်ဖက်ချမ်းပေါင်ပါဆိုတော့ဒီတိုင်းလေးအောက်ဖက်ချမ်းလေးတွေကိုကျွန်တော် line လေးနဲ့ပဲအရေးတိတိလိုက်ထည့်လိုက်တယ်ဗျာဘာမှဟိုလိုလိုက်ပုတ်နေချဲနေကြမလို့ဒါအလွယ်ကူဆုံးပဲပေါ့နော်လွယ်ကူဆုံးပဲပြီးတော့ line လေးတွေကိုနည်းနည်းလေးတန့်သွားအောင်ထူထူလေးတွေဖြစ်သွားအောင်ထပ်ပြီးတော့လိုက်ပေးလိုက်မယ်ကဲဒါလေးကတော့ final result လေးပဲဖြစ်ပါလိမ့်ဗျာအားလုံးပဲလွယ်လွယ်ကူကူဆွဲနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲတတာတော့နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်ကွာ